မင်္ဂလာပါဒါလေးကတော့ February အတန်းအတွက်အသီးလေးဝယ်ထားတာပါเนาะဘာဖြစ်လို့ခုကတည်းကဝယ်တာတုံးဆိုတော့ခါကြတော့သူ့ရဲ့ fermentation process တစ်ခုလုံးကိုရှင်းပြနိုင်မှုဆိုရင်သင်တန်းမသင်ခင်မှာကြိုပြီးတော့ဝိုင်းဖောက်ထားဖို့လိုပါတယ်အခုမှားလိုက်တာကတော့ temporary လို့ပေါ့เนาะဒါပေမဲ့ရောက်လာတာကတော့အသီးအရောတွေဖြစ်ပါတယ်ဒါအပြင်အချိုတွေအမှဲ့တွေလည်းမညီသေးပါဘူးဒီအချိန်မှာဝိုင်းဖောက်ဖို့အသီးမဝယ်သင့်သေးဘူးပေါ့เนาะဆိုတော့ဒါလေးတွေကိုတေချာဆေးကြောပြီးတဲ့အခါမှာသူ့ရဲ့သက်ဆိုင်ရာအိုးတွေထဲမှာထည့်ပါမယ်။နော်တန်တန်ရှင်းရှင်းထည့်ပြီးတော့ခါကြရင်လက်အိတ်ကလေးနဲ့အသီးချွေပါမယ်နော်။အသီးချွေပြီးတော့သက်ဆိုင်ရာပုံတွေထဲမှာထည့်ထားမယ်။အညာဖယ်ပါမယ်နော်။ဒီအချိန်ဖောက်မယ်ဆိုရင်တော့အညာဖယ်ဖို့လိုပါတယ်။အသီးကအမှဲ့မညီသေးတာဖြစ်တဲ့အတွက်အညာမဖယ်ရင်ပို့ပြီးတော့ဖန်သွားချင်သွားနိုင်ပါတယ်။အသီးတွေကိုဒီလိုမျိုးစနစ်တကျလေးချွေပြီးတော့ခါကြတော့သူ့ရဲ့ပုံထဲမှာသူထည့်ထားရပါမယ်ဒီလိုစနစ်တကျထည့်ထားပြီးတော့မှကိုကကြိတ်မယ်ပေါ့နော်ကြိတ်တဲ့အခါကျတော့ဘလန်ဒါလေးသုံးပါတယ်အဲ့တော့ကြိတ်မယ်ကြိတ်ပြီးသွားလို့ရှိရင်ဖာမန်တာအိုးထဲမှာထည့်မယ်ပေါ့ဒီစတီးအိုးလေးတွေဖန်အိုးလေးတွေကတော့ဖာမန်တာအိုးတွေဖြစ်ပါတယ်သူတို့ကိုစနစ်တကျလေးဒါကြိတ်ပြီးတော့ထည့်မယ်ရေလုံးဝမထည့်ပါဘူးเนาะရေမပါပါဘူးအသီးကြိတ်ရေတောင်မထည့်ပါဘူးเนาะလုံးဝအသီးအတိုင်းကြိတ်ပါမယ်ကြိတ်ပြီးတော့ခါကြတော့သူ့ရဲ့ fermentation လုပ်မဲ့အိုးတဲကိုထည့်ရမယ်ပေါ့နော်ဒါကတော့ကြိတ်တာလေးတွေအသီးမညီတာလေးတွေပေါ့နော်အမှဲ့သိမ့်မညီတာလေးတွေကိုပြခြင်းလို့ထည့်ထားတဲ့သဘောပါမှားတာကတော့ temporary လို့ပေါ့နော်ရောက်လာတာကတော့အသီးအရောတွေရောက်လာပါတယ်ရောက်လာတဲ့ပြုံအမှဲ့ကလည်းမညီဘူးပေါ့လေကိုကတော့သင်တန်းတင်မှာဖြစ်တဲ့အတွက်ဒါလေးကိုတေချာလေးတော့လောက်ထားတယ်ပေါ့နော်အရသာအဓိကမဟုတ်ဘဲနဲ့ process အဓိကပြလို့ရအောင်လို့ပါဒါလေးကတော့သူ့ရဲ့ degree brace ဘယ်လောက်ရှိတယ်ဆိုတာကိုတိုင်းတာပါဒီလိုလေးတိုင်းပြီးသွားတော့ခါကြတော့မှကျွန်တော်တို့ကတကြားဘယ်လောက်ထည့်မယ်ဆိုတော့အတွက်ကိုတွက်လို့ရမှာမဟုတ်လို့ပါဆိုတော့အဲ့ဒီစတီအိုးလေးက35လီတာရှိပါတယ်ဒီဖန်အိုးလေးကတော့14လီတာရှိပါတယ်ကျွန်တော်တို့ကဒီအပေါ်ကိုဒီ mask ကတက်လာမှာဖြစ်တဲ့အတွက် space လေးထားပေးရပါတယ်နော်ဒါကတော့စောစောတုန်းက fermentation အိုးတွေတဲကိုထည့်ဖို့အတွက်တဆေးပြိုးထားတာလေးပါကျွန်တော်က9 gram သုံးမယ်ဆိုရင်ရေက50 ml ထည့်ပြီးတော့ခါကြရေမှုတ်ဖို့ပေါ့နော်စပြည့်ရေက50 ml ထည့်ပြီးတော့ခါကြတော့တဆေးလေးပြိုးပါမယ်ကျွန်တော်အပူချိန်လေးသေချာတိုင်းပြထားပါတယ်သူကအပူချိန်40ကိုမကျော်ရဘူး35အောက်ကိုမကျရပါဘူးဒါကတော့ fermentation လုပ်ဖို့အတွက်ပြင်ဆင်တဲ့ process ကလေးကိုပြထားတာဖြစ်ပါတယ်သာမိုမီတာလေးသုံးရပါမယ်ပြီးလို့ရှင်သူကရေနွေးပကံကလေးနဲ့ပေါ့နော်ဒီမှာအပူချိန်35-40အတွင်းမှာရှိနေဖို့အတွက်ချိန်ဆပြီးတော့မှထည့်ထားရပါတယ်သူကအဲ့ဒီတော့မှတဖြည်းဖြည်းနဲ့တဆေးပွားလာတာကိုတွေ့ရပါလိမ့်မယ်เนาะတဆေးပြိုးရမယ့် rehydration ကတက်ရှိပါတယ်ဒါလေးကတော့သူ့ရဲ့အဓိကပုံကလေးဖြစ်တယ်ပေါ့နော်ဒါကပွားလာတဲ့ပုံကလေးပါပွားလာတာလေးကိုတေချာမြင်လို့ရအောင်လို့ပေါ့နော်ဗီဒီယိုလေးရိုက်ထားပါတယ်ဒါကတော့ဝိုင်းဖောက်တဲ့ဖြစ်စဉ်လေးပါ